ကျွန်တော်တို့အခုဗုဒ္ဓဘာသာဝင်ဖြစ်နေရဲဆိုတာကျွန်တော်တို့ရဲ့မိဘဘုရားတွေကငယ်ကလေးကပေါ့ဩကာသဘုရားရှိခိုးတွေသင်ပေးပြီးတော့ဗုဒ္ဓဘာသာဝင်ဆိုပြီးနာမည်စင်ရင်သွင်းပေးခဲ့လို့တာလေဗုဒ္ဓဘာသာဝင်ဖြစ်နေတာတကယ်ဘုရားကြောင့်တရားကြောင့်ကိုဘယ်လောက်ထိသိလဲဆိုလို့ရှိရင်ထဲဝင်မသိကြပါဘူးကျွန်တော်တို့ကဗုဒ္ဓဘာသာကိုအခုကျွန်တော်တို့သိလာတဲ့ပို့ပြီးတော့သိလာခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘဝတွေကအခုထက်ပို့ပြီးတော့အေးရမ်းလာပါလိမ့်မယ်အခုထက်ပို့ပြီးတော့တစ်ဆင့်ပေါ့နော်တိုးတက်မြင်မာလာပါလိမ့်မယ်ဒါထက်ပိုပြီးအားရစရာကောင်းတဲ့အချက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အခုရထားတဲ့လူဘဝကိုတန်ဖိုးရှိအောင်လူဖြစ်ရကြုံနဲ့အောင်ကိုယ့်ဘဝရဲ့အခြေအနေကိုအကွက်ကြစနစ်ကြသုံးသပ်လာပါလိမ့်မယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့ကျွန်တော်ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပြောပြချင်ပါတယ်ဘာလဲဆိုတော့ကျွန်တော်တို့အခုဗုဒ္ဓဘာသာဝင်ဖြစ်နေရဲဆိုတာကျွန်တော်တို့ရဲ့မိဘဘုရားတွေကငယ်ကလေးကပေါ့ဩကာသဘုရားရှိခိုးတွေသင်ပေးပြီးတော့ဗုဒ္ဓဘာသာဝင်ဆိုပြီးနာမည်စင်ရင်သွင်းပေးခဲ့လို့တာလေဗုဒ္ဓဘာသာဝင်ဖြစ်နေတာတကယ်ဘုရားကြောင့်တရားကြောင့်ကိုဘယ်လောက်ထိသိလဲဆိုလို့ရှိရင်ထဲဝင်မသိကြပါဘူးအဲ့တော့ငယ်ကတော့ဩကာသဘုရားရှိခိုးတွေရတယ်ပြေးပဒန်းတွေရတယ်ဆိုရင်ကိုယ့်ရဲ့မိဘဘုရားတွေကနေပြီးတော့ငါသားလေးတော်လိုက်တာငါသမီးလေးတော်လိုက်တာဆိုပြီးတော့ငါသားလေးတော်လိုက်တာငါသမီးလေးတော်လိုက်တာဆိုပြီးတော့ချီးကျူးကြတယ်အဲ့ဒီချီးကျူးမှုကိုကျွန်တော်တို့ကိုယ်တိုင်လည်းလိုချင်ခဲ့တယ်နောက်အနေနဲ့လေးအရွယ်ရောက်လာတော့10နှစ်9နှစ်ဖြစ်လာတော့ကျတော့ဘုရားရှိခိုးလို့ရှိရင်ကုသိုလ်ရတယ်ကံဒီကောင်းတယ်နဲ့တရားနေပြီးစောက်ရှောက်တယ်သစေတရေမချောင်းနိုင်ဘူးစသဖြင့်ပေါ့ကိုယ်တွေလိုအပ်တယ်ဆိုတဲ့အရာတွေရခြင်းလို့ကံကောင်းခြင်းတွေကုသိုလ်တွေရခြင်းလို့နောက်တစ်ခါဒီသစေတရေ6တာတွေမခံရအောင်နောက်ကငရဲမကြီးအောင်ပေါ့ဒုက္ခမရောက်အောင်စသဖြင့်မကောင်းတာတွေကိုယ်စီရောက်မလာအောင်ပေါ့ကာကွယ်တဲ့အနေနဲ့ဒီဘုရားတရားကိုလုပ်ဖြစ်ခဲ့ကြတာငငယ်ရဘုရားကိုကိုးကွယ်တယ်ဆိုတာအဲ့လိုမျိုးကိုလိုချင်တာတွေရဖို့တနည်းအားဖြင့်ကိုမလိုချင်တာတွေရမလာဘူးပေါ့အဲ့လိုမျိုးစိတ်နဲ့ကျွန်တော်တို့ကဘုရားကိုကိုးကွယ်ခဲ့ကြတာတချို့ဆိုလို့ရှိရင်ကိုယ်တော်ရဲ့အဋ္ဌဌာနတွေရှိတယ်ဂုဏ်တော်ကိုးပါးကိုရွတ်ပြီးတော့ပရိစိတ်တာပေါ့ဒါပေမဲ့လို့ဒီဂုဏ်တော်ကိုးပါးရဲ့အနတ္တိပဲသိလားဆိုရင်လည်းမသိကြဘူးတကယ်လို့သိတယ်ဆိုရင်တော့မှကျွန်တော်တို့အဲ့ဒီဂုဏ်တော်ပေါ်မှာအာယုံနှစ်ပြီးတော့မစိတ်နိုင်ကြဘူးပေါ့အဲ့တော့ဒီပရိစိတ်တဲ့နဲ့ပတ်သက်လို့ဘာမှကောက်ကျွတ်ဆရာတော်ကြီးမိန့်ထားတာလေးတခုရှိရပေါ့ဘာလဲဆိုတော့ပရိစိတ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုပေါ့ဒီပရိအလုံးကြီးအပတ်ကြီးပေါ်မှာအာယုံထားရမှာလားဒါမှမဟုတ်ဒီဂုံတော်ပေါ်မှာပေါ့နော်ဘုရားဂုံတော်ပေါ်မှာအာယုံထားရမှာလားဆိုပြီးတော့မေးတဲ့အခါမှာဆရာတော်ကြီးကပရိဂုံကြီးကကိုယ့်ရဲ့စိတ်ကိုတည်ကြည်အောင်မလုပ်ပေးနိုင်ဘူးတဲ့ကိုယ့်စိတ်ကိုငြင်းချမ်းအောင်မလုပ်ပေးနိုင်ဘူးဘုရားဂုံတော်ကပဲကိုယ့်စိတ်ကိုတည်ငြိမ်အေးချမ်းအောင်လုပ်ပေးနေတာဒါကြောင့်ပရိအပတ်ကြီးပေါ်မှာအာယုံမထားရဘူးဂုံတော်ပေါ်မှာပဲအာယုံထားရမယ်ဆိုပြီးတော့မိန့်ထားတာရှိရပေါ့တကယ်ကျွန်တော်တို့ကိုယ်လုံးဝင်စိတ်ပြီးဆိုတဲ့ကမှာပရိအပတ်ကြီးပြေးဖို့ပဲကျွန်တော်တို့အာယုံစိုက်မိကြတယ်ခေါင်းတော်ပေါ်မှာအာယုံမရောက်နိုင်ကြဘူးတချို့ပေါ့နော်စိတ်တန်းဆောင်မွေးလိုမျိုးအရေးကြီးတဲ့ချိန်ကရောက်ပြီဆိုလို့ရှိရင်ကုရတွေပြကြတယ်ဗေဒင်းတွေမိကြတယ်ရေရတွေချီကြတယ်အဲ့လိုမျိုးတွေလောက်ကြတယ်အဲ့တော့ကျွန်တော်တို့ကကိုလိုချင်တာရှိလာတဲ့အခါမှာအဲ့ဒါတွေကိုရဖို့အတွက်ဘုရားကိုရှိခိုးကိုးကွယ်ကြတယ်ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်အဲ့တော့ငငယ်ရတော့အဲ့လိုမျိုးလုပ်ခဲ့တာကောင်းပါတယ်ဒါပေမဲ့လို့အခုချိန်ကြီးလည်းပဲအဲ့လိုမျိုးစိတ်နဲ့ပဲလုပ်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုယ့်ကိုယ်နည်းနည်းတော့ပြန်မေးတင်နေပြီဟာငါဘာဖြစ်လို့မပြောင်းလဲသေးရလဲပေါ့ငါလူရာကြီးလာတဲ့ငါရဲ့အသိဉာဏ်တွေကပြောင်းလဲသွားတယ်ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ငါရဲ့အသိတွေကဘာကြောင့်မပြောင်းလဲသေးတာလဲဆိုပြီးကိုခဏလောက်တော့ပြန်ပြီးတော့မေးတင်တယ်ပေါ့နော်နောက်တစ်ခုကတော့ကံရဲ့အကျိုးပေါ့နော်တော်တော်များများတော့ကြားဖို့ကြလိမ့်မယ်ကံဉာဏ်ဝိရိယပေါ့အဲ့လိုမျိုးသုံးခုတွဲပြီးတော့ပြောကြတယ်အဲ့တော့လူတစ်ယောက်ကြိုးစားတဲ့အခါမှာအောင်မြင်တယ်မအောင်မြင်ဘူးဆိုတာကသူ့ရဲ့ကံနဲ့လည်းအများကြီးဆိုင်နေဆိုပြီးတော့ပြောကြတယ်ပေါ့တချို့ဆိုလည်းပြောကြတယ်ကံမရှိဉာဏ်ရှိတိုင်းမွဲပေါ့လူတစ်ယောက်ပညာတွေဘလောက်ပဲတက်နေပါစေသူ့မှာ skill တွေဘလောက်ပဲရှိနေပါစေသူဟာအရင်ဘဝကချမ်းသာဖို့အတွက်အောင်မြင်ဖို့တယ်ပေါ့နော်ကံတွေမရှိခဲ့ဘူးဆိုလို့ရှိရင်ဒီဘဝလုံးသမျှမွဲမှာပဲကြာရှုံးမှာပဲဆိုပြီးတော့ပြောလိုက်ကြပါတယ်အဲ့တော့ကျွန်တော်တို့ကအတိတ်ကကံကိုပေါ့နော်ကိုမမြင်ရတဲ့အတိတ်ကကံကြီးကိုအရန်ကြီးအားကိုးကြတယ်အရန်ကြီးပုံဝန်းမိတတ်ကြတယ်ဒါကြောင့်ဆိုပြီးတော့ပဲကျွန်တော်တို့ပြောလိုက်ကြတယ်တကယ်တော့ကံဆိုတာကဒီအတိတ်ကကံတွေရှိတယ်လို့ကျွန်တော်တို့အခုဒီဘဝမှာလုပ်နေတယ်ပြစ္ဆုတ်မှန်ကံတွေလည်းရှိပါတယ်အခုဒီဘဝမှာကျွန်တော်တို့လုပ်နေတဲ့အရာတွေဒီပဲကျွန်တော်တို့ရဲ့ကံပါပဲကျောင်းသားတယောက်ကစာကျက်နေရဆိုရင်အဲ့ဒီစာကျက်နေတာဒီသူ့ရဲ့ကံပါပဲသူ့မှာဆောင်းမွေးအောင်ဖို့ကံတွေရှိတယ်လို့ပြောလို့ရပါတယ်အဲ့လိုမျိုးပါပဲလူတစ်ယောက်အလုပ်ကြိုးစားနေရဲဆိုလို့ရှိရင်အဲ့လူဟာအဲ့ဒီအလုပ်ကြိုးစားနေခြင်းဒီမြင်သူ့ရဲ့ကံပါပဲသူကတနေ့အောင်မြင်လာပါလိမ့်မယ်ကံမရှိဉာဏ်ရှိတိုင်းမွေးဆိုတဲ့စကားကိုလူတွေဘာကြောင့်ပြောတာလဲဆိုတော့အသိပညာတွေရှိတယ်အတတ်ပညာတွေရှိတယ်ဒါပေမဲ့လို့စနစ်ကြကြပေါ့နော်မလုပ်တတ်တဲ့လူတွေရောက်အဲ့လိုမျိုးကြာရှုံးသွားတဲ့လူတွေရှိလို့မလို့ပြောကြတာလို့ကျွန်တော်တို့ထင်တယ်ဒီဘက်ကမှာအောင်မြင်ဆရာတွေပြောတာရှိပါတယ်ကြိုးစားတဲ့လူတိုင်းမအောင်မြင်နိုင်ဘူးဆိုပေမဲ့လို့အောင်မြင်တဲ့လူတိုင်းကတော့ကြ
ကြိုးစားခဲ့ရတာရှိပါပဲအဲ့လိုပုံစံမျိုးပါပဲနောက်တစ်ခုကတော့အလှူဒါနလုပ်တာပါဗုဒ္ဓဘာသာဝင်တွေကအလှူဒါနလုပ်တာကိုတော်တော်လေးကိုဝါနာပါကြပါတယ်ဒါပေမဲ့လို့အလှူဒါနတွေလုပ်တဲ့အခါမှာအင်ဂျီတစ်ထည်ပေးလူလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီတော့အဲ့ဒီအင်ဂျီကိုပေါ့နော်လုံးလုံးဝရရင်2နှစ်3နှစ်ပေါ့တကယ်လို့အစားအစာပေးလူမယ်ဆိုလို့ရှိရင်လည်းအဲ့လူစားရရင်တစ်နက်စာ2နက်စာပေါ့ဒါပေမဲ့လို့တရားအတိကိုပေးလူလိုက်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါအမြင့်မြတ်ဆုံးပါပဲတဲ့ဘာဖြစ်လဲဆိုတော့တရားအတိဆိုတာကတော့ဗျာကျွန်တော်တို့အတိညာဘဝတုဒ္ဒပဲဆိုပါတော့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအတိညာဘဝတုဒ္ဒကလူတယောက်ရဲ့အုံနောက်တွေကိုရောက်သွားပြီဆိုလို့ရှိရင်နှစ်ပေါင်းများစွာပေါ့အဲ့ဒီလူကအဲ့ဒီအတိညာနိုင်မယ်အလုံးကြီးဆက်ပြီးတော့လုံနေလိမ့်မယ်အဲ့လိုမှမဟုတ်ရင်သူကတက်တက်လုံးမယ်ခေါင်းသားတွေကိုလုံနေလိမ့်မယ်အဲ့တော့အတိညာကလူကိုထင်ရွတ်တာဖြစ်တဲ့အတွက်ကြောင့်အတိညာတစ်ခုခုပေါ့လူရဲ့အုံနောက်တွေကိုရောက်အောင်ပြောနိုင်တယ်ဟောနိုင်တယ်လုပ်ပေးနိုင်တယ်ဆိုလို့ရှိရင်ဒါအမြင့်မြတ်ဆုံးအလှပါပဲတဲ့ဒီဘက်ကမှာပေါ့နော်ရှင်ပါတရားရှင်တထောင်စသဖြင့်လူကြတာတွေအများကြီးတယ်အဲ့တော့အဲ့ဒီပုဂ္ဂိုလ်တွေပေါ့နော်အဲ့ဒီရှင်ပါတရားတထောင်ရဲ့စိတ်ထဲမှာပဲဖြစ်ဖြစ်ဒီအလှကိုလာကြတဲ့လူတွေထဲမှာပဲဖြစ်ဖြစ်သူတို့ရဲ့အုံနောက်တွေကိုတရားအတိတွေဘယ်လောက်ထိရောက်သွားလဲဆိုတာနဲ့ပဲကျွန်တော်တို့တိုင်းတာတဲ့။အလူဒါနတစ်ခုပြုတဲ့အခါမှာအလူကံပုဂ္ဂိုလ်ပေါ့နော်။အလူကံပုဂ္ဂိုလ်အတွက်ဘယ်လောက်ထိကောင်းကျိုးများလဲဆိုတာနဲ့ပဲကျွန်တော်တို့တိုင်းတာတဲ့ပေါ့။အလူပေးတဲ့ပုဂ္ဂိုလ်ကဘယ်လောက်ထိကုန်ကြတယ်၊သိန်း1000ကုန်ကြတယ်၊သိန်း1000ကုန်ကြတယ်။ဘယ်လောက်ထိအကုန်ကြခံပြီးတော့လှူထားလဲဆိုတာနဲ့ကျွန်တော်တို့တိုင်းတာမှာမဟုတ်ပါဘူး။အလူကံပုဂ္ဂိုလ်တဲ့ဘယ်လောက်ထိကောင်းကျိုးရှိသွားတယ်ဆိုတာမျိုးပေါ့နော်။သူ့ဘဝတစ်လျှောက်လုံးအတွက်ဘလူတွေအပြောင်းလဲတွေဖြစ်သွားတယ်။ကောင်းတဲ့ပြောင်းလဲခြင်းတွေဖြစ်သွားတယ်ဆိုတာမျိုးလည်းကျွန်တော်တို့တိုင်းတာတဲ့ပါ။တကယ်တော့ဖျားဟောတဲ့တရားတွေထဲမှာကလေးသူငယ်အရွယ်ဆက်လို့လူလက်ပိုင်းတွေလူကြီးပိုင်းတွေအရွယ်ဆုံးပေါ့လိုက်လုံးလို့ရတဲ့တရားတွေကိုဟောထားတာတွေအများကြီးရှိပါတယ်တကယ်အမြင်တရားတွေဒီမက်ဖို့နိဗ္ဗာန်ဆိုတဲ့တရားတွေကြီးပဲမဟုတ်ပါဘူးဒီဒါနသီလဆိုတဲ့တရားတွေကြီးလည်းမဟုတ်ပါဘူးကျွန်တော်တို့ငယ်ငယ်သိခဲ့ရတဲ့ဒီလူမိုက်ကိုမပေါင်းသေးတိုးရီပညာရှိကိုပေါင်းသေးတိုးရီပူဇော်တဲ့သူကိုပူဇော်ရီတိုးရီအဲ့လိုမျိုးပေါ့ကလေးသူငယ်အရွယ်ကစလို့ပေါ့လူလက်ပိုင်းအရွယ်စီးပွားရှာတဲ့ခါမှလည်းပဲဘလို့အချက်တွေကိုလိုက်နာသင့်နေဆိုတာမျိုးတွေနောက်ကလူကြီးပိုင်းအရွယ်ရောက်တဲ့ခါမှလည်းပဲဘလိုမျိုးຢာတွေကိုဦးစားပေးပြီးလုပ်သင့်နေဆိုတာတွေစသဖြင့်ဖျားဟောခဲ့တဲ့အထက်မှာတော့အများကြီးပါပဲဒါတွေအားလုံးကိုကျွန်တော်တို့ဒီတိုင်းပဲနေမယ်ဆိုရင်တော့သိမှာမဟုတ်ပါဘူးအခုတည်းပူပြီးတော့လိလာလိုက်ခံမှာသိလာမှာပါအဲ့တော့တော်တော်များများသိကြတာတော့ဒီပရိတ်တို့ပဋ္ဌာန်းတို့မဟာသမယတို့ဒါတွေကိုရွတ်တာဖတ်တာတော့ပဲသိကြတယ်အဲ့ဒါတွေကလည်းရွတ်ဖတ်မှာတော့ဟုတ်တယ်ဒါပေမဲ့လို့အဲ့ဒါနဲ့ပို့ပြီးတော့ကျွန်တော်တို့လိုက်နာသင့်တဲ့ຢာတွေသိသင့်တဲ့ຢာတွေအများကြီးရှိနေသေးတယ်ဆိုတာကိုပြောချင်တာပါနောက်တစ်ခုကတော့ဗုဒ္ဓဘာသာမှာစူတောင်းနေဆိုတာမရှိပါဘူးစုပန်နေဆိုတာပဲရှိတာပေါ့အဲ့တော့ဘယ်လိုလဲဆိုတော့စူတောင်းနေဆိုတာကကိုလိုချင်တဲ့အရာကိုဇက်ကနေထုတ်ပြီးတော့ပြောလိုက်တယ်ဒါကိုတဘိုးရှင်တရားကနေလာပြီးပေးလိမ့်မယ်ပေါ့ကိုဘာမှလုပ်เสียမလို့ဘူးဆိုတဲ့စိတ်နဲ့ပါဇက်ကစုပဲတောင်းလိုက်တာကိုကိုယ်တိုင်ကဘာမှမလုပ်ဘူးအားမတော်ဘူးပေါ့စုပန်နေဆိုတာကအဲ့လိုမျိုးမဟုတ်ပါဘူးကိုဖြစ်ချင်တဲ့အရာတခုပေါ့နော်ကိုယ်စိတ်ထဲမှာတကယ်ရှိတဲ့အရာတခုပါဇက်ကထုတ်ပြောလိုက်တယ်အဲ့ဒါကိုရဖို့တဲ့ကိုယ်တိုင်လည်းပဲတကယ်စူးစမ်းအားထုတ်တယ်ပေါ့အဲ့ဒါကိုစုပန်လေလို့ခေါ်တာပါအဲ့တော့ယောက်ျားကောင်းယောက်ျားမြတ်တွေဆိုတာဒီဆရာအောင်မင်းပြောသလိုပေါ့နော်ယောက်ျားကောင်းယောက်ျားမြတ်ဆိုတာဘယ်တော့မှစုမတောင်းရဘူးစုပန်ရတယ်တဲ့အဲ့တော့ဗုဒ္ဓဘာသာမှာစုတောင်းရုံနဲ့ဘာမှမရနိုင်ပါဘူးဘုရားရှင်ကအမင်းတောင်းလို့ရှိရင်တော့ငါတာပေးမယ်ဆိုတာမျိုးမရှိပါဘူးဗုဒ္ဓဘာသာမှာဘုရားမားတယ်ဆိုတာလည်းမရှိဘူးဘုရားရိုက်တယ်ဆိုတာလည်းမရှိဘူးပေါ့ကိုလုပ်ရင်ကိုရမှာပဲကိုလိုချင်ရင်ကိုပဲလုပ်ရမှာပါကျွန်တော်တို့ရာဗုဒ္ဓဘာသာကိုအခုသိနေထားတဲ့ပို့ပြီးသိလာခဲ့မယ်ဆိုလို့ရှိရင်နံပါတ်1နဲ့ဘုရားရှိခိုးတာအရင်ကနေတူမှာမဟုတ်တော့ပါဘူးအရင်ကဆိုလို့ရှိရင်ကံကောင်းခြင်းတို့ကုသိုလ်တွေရခြင်းတို့တိုးတဲ့အောင်မြင်ခြင်းတို့ချမ်းသာခြင်းတို့လူကြီးလူငယ်ပေါ်များခြင်းတို့စသဖြင့်ပေါ့အဲ့လိုမျိုးကိုလိုချင်တာတွေရဖို့ဆိုတဲ့စိတ်နဲ့ဘုရားကိုရှိခိုးကိုခဲ့တာနောက်တစ်ခါကျတော့ဒုက္ခရောက်မှဆိုလို့မကောင်းတာတွေဘေးရန်တွေကြုံမှဆိုလို့အပင်ငရဲရောက်မှဆိုလို့အဲ့လိုမျိုးကြောက်တဲ့စိတ်တွေနဲ့ဘုရားကိုရှိခိုးကိုခဲ့ကြတာဗုဒ္ဓဘာသာရဲ့အကြောင်းကိုအခုတည်းပို့ပြီးတော့သဘောပေါက်နားလည်လာမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးစိတ်နဲ့ရှိခိုးပြမှာမဟုတ်တော့ပါဘူးဘုရားရှင်ကိုလေးစားတဲ့စိတ်ကြီးညိုတဲ့စိတ်နဲ့ရှိခိုးပြလာပါလိမ့်မယ်နောက်နံပါတ်2အနေနဲ့ကတော့ကျွန်တော်တို့ကကိုယ့်ကိုယ်ကိုပို့ပြီးတော့သိရှိနားလည်လာပါလိမ့်မယ်ကိုယ့်ရဲ့လုပ်ရက်တွေကိုပို့ပြီးတော့သဘောပေါက်လာပါလိမ့်မယ်နောက်အနာဂတ်မှာငါဘာဖြစ်ချင်တာနောက်တစ်ချိန်ကြလို့ရှိရင်ငါဘာဖြစ်ချင်တာလဲဒီနေ့ငါရဲ့လုပ်ရက်ဒီနောက်အနာဂတ်ငါရဲ့ပုံရိပ်ဖြစ်တယ်အဲ့လိုမျိုးကျွန်တော်တို့ကောင်းကောင်းကြီးသဘောပေါက်လာပါလိမ့်မယ်နောက်နံပါတ်3အနေနဲ့ကတော့ကိုယ်ကိုမနာလို့မုန်းထားတဲ့လူတွေကိုယ့်ရဲ့ရန်သူတွေနဲ့တွေ့လာတဲ့ခါမှာတော့သူတို့ပေါ်မှာမကောင်းကြံစိတ်မဖြစ်ဖဲနေပေါ့နော်ကိုယ့်အလုပ်ကိုပဲဆက်ပြီးတော့လုပ်နိုင်သွားပါလိမ့်မယ်သင်ကောင်းတဲ့ကျွန်တော်မစိုးပါဆိုပြီးတော့တချို့ပြောကြတယ်ပေါ့အဲ့တော့သူကောင်းတာမကောင်းတာကသူ့အပိုင်းအဲ့ဒီအတွက်သူပဲပြန်ခံစားရမယ်ဒီကောင်းကောင်းမှမကောင်းတာဆိုပြီးတော့ကျွန်တော်တို့ကမကောင်းပြန်ကြံနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မကောင်းတာလုပ်ရင်ကျွန်တော်တို့ပဲမကောင်းတာပြန်ရမှာ
အဲ့ဒါလိုပို့ပြီးသဘောပေါက်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ကကိုယ့်ရဲ့ရန်သူတွေကိုယ့်ရဲ့ပြိုင်ဘက်တွေကိုတော့မှမနာလိုမုန်းထားတဲ့စိတ်မဖြစ်တော့ဘဲနဲ့ကိုယ့်ရဲ့အလုပ်တွေကိုပဲဒီဇိုင်းမှန်မှန်လုပ်နိုင်သွားပါလိမ့်မယ်။နောက်နံပါတ်၄အနေနဲ့ကတော့ဗုဒ္ဓဘာသာမှာမြဲတဲ့ဆိုတဲ့အရာမရှိဘူးလို့လုံးဝကြီးပြောထားတယ်ပေါ့။အဲ့တော့ဘယ်အရာမှာထာဝရဆိုတာမရှိဘူးအမြဲတည်တတ်နေတယ်ဆိုတာမရှိဘူး။အဲ့တော့ကျွန်တော်တို့တွေဝမ်းနည်းပူဆွေးမှုတွေတောကတွေဖြစ်လာတဲ့အခါမှာအဲ့ဒါတွေကိုနားနဲ့သဘောပေါက်လာလိမ့်မယ်။တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားမှာတဖြည်းဖြည်းနဲ့ပြီးပြောက်သွားမှာဆိုတော့သိထားလို့ရှိရင်ကျွန်တော်တို့တွေအရင်ခံစားရမှာမဟုတ်တော့အဲ့တော့ကျွန်တော်တို့တွေပူဆွေးဝမ်းနည်းမှုတွေကိုလည်းပဲခံနိုင်ရရှိတာလိမ့်မယ်အဲ့တော့ပြန်ပြီးအနှစ်ချွတ်လို့ရှိရင်ကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့အနှစ်သာရဆိုတာအခုကျွန်တော်တို့သိနေတာ ਨੇ မလုံအောင်သေးပါဘူးဒါဗုဒ္ဓဘာသာရဲ့အပေါ်ယံလေးပဲရှိပါသေးတယ်ဒါတဲ့ပို့ပြီးကျွန်တော်တို့သိလာမှသာလဲဖျားဟောခဲ့တဲ့တရားတွေကတကယ်အစစ်မှန်တွေကျွန်တော်တို့ဘဝတဲ့ agency မဲ့အရာတွေနောက်တော့ကိုပေါ့ကျွန်တော်တို့ရဲ့ဘဝတွေကိုတစ်စက်နဲ့တစ်စက်တူးတက်စေမဲ့အရာတွေလူပြည့်ရကြုံနဲ့စေမဲ့အရာတွေကိုသိလာမှာဖြစ်ပါတယ်ခင်ဗျ